တော့မှာစီဦးဝင်းဦးတော်ထေဦးညွန့်ဝင်းတော်သိမ့်သိမ့်မော်တော်ချောချောဦးတင်မျိုးနိုင်တော်စောတီတာဦးအောင်လွင်ဦးမိုးဟင်းတော်ရင်ရင်ဦးဟန်ချိုးဝင်းတော်မြင့်ကြီးတို့ကိုယနေ့ရှေးဦးတင်ကအမှုထားလျက်ရေဝရောင်းမြို့နယ်ဇေကုန်းကြီးရွာနေဖသာရဏဒါယကဖြစ်တဲ့ဘုတော်ကျော်မိသာရဏဒါယကမှာဖြစ်တော်တော်ချင်းသည်အဖသာရဏဒါယကဖြစ်တဲ့ဥအောင်တောင်းဆက်စရာမိသာရဏဒါယကမှာဖြစ်တော်တော်စန်းလိုက်သာလူဒါယကဖြစ်တဲ့ဦးမင်းကိုသမီးလူဒါယကမှာဖြစ်တော်တော်မမစိုးယနေ့သာလူဒါယကဖြစ်တဲ့မောင်တီဟတန့်စဉ်ညီမဖြစ်တော်မတန်တန်ဆိုမိသားစုတို့မှာညီမဖြစ်တဲ့မတန်တန်ဆိုတို့တူမောင်ဖြစ်တော်မောင်အောင်မျိုးမင်းတူမဖြစ်တဲ့မအီတော့တူဖြစ်တဲ့မောင်ဖုံးပြည့်တော်သားချစ်ရတနာဖြစ်တဲ့မောင်တီဟာတန့်စဉ်နဲ့တပ်ဖတ်ပါရှင်သာဒီလောင်းတို့အားရှင်းပါပရိကံဆုံးလင်းစွာဖြင့်တာဏပေါင်းရောင်တင်ဆောင်ပြီးတပ်ဖတ်ပါနာတာအင်္ဂလျာတို့အားနရဏီအသောမြတ်ညနာတာယရနာစီရဝေဖျားမှုရှိသောမြင့်တန်ကားသောရှင်သူမြတ်တို့အားသတ်ဆွမ်းသမျှဒါတတ်ပါဝတ္ထုအစုစုတို့ကိုစက္ကန့်လူရန်ပြီးအလူရည်သက်ချပရိတရားတော်များအားအတူတကွနာယူလိုပါသဖြင့်တရားတော်များကြွရောက်ပါရန်လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်အလိုတော်မင်္ဂလာစီးလင်းကတော့အလိုတော်မင်္ဂလာနေ့ရဲ့1386ခုနှစ်တပေါင်းလာပြီကျော်2ရက်နေ့15ရက်3လ2025အလူပွဲဆောင်တပေါင်းလာပြီကျော်3ရက်16ရက်3လ2025တနင်္ဂနွေနေ့အလူပွဲကြီးနေ့အာယုံစုတ်ကအလူရည်သက်ချပရိတရားနာယူပါမည်အလိုတော်မင်္ဂလာအခမ်းကြီးကတော့နနက်9နာရီမှနေ့လယ်12နာရီထိဖြော်ပြီးအခမ်းသူလက်တန်ဆိုင်လိုင်စတဲ့ဦးစီးသောမန္တလေးလင်းလက်အောင်ဤရင်သွေးဆိုင်မင်းသားလေးဆိုင်ဖို့မင်္ဂလာရွှေဆိုင်တော်ဖွဲ့ဗိတ်တိတ်ကြောက်ပတော့ကကျွန်တော်တောင်းမျိုးတို့အငိမ့်မင်းသမီးကျော်လေးမိကပါကင်းထုတ်ဖြင့်အခမ်းပါမည်အလိုတော်မင်္ဂလာဌာနကတော့ကြီးရဝတော်မြို့နယ်ဇေကုန်းကြီးရွာနေဦးအောင်တောင်းဆက်စရာတော့စန်းလိုက်တို့ဤနေလူတော်မင်္ဂလာမတ်တတို့ကြွရောက်ပန်ရန်လေးသာစွာဖြင့်ဖိတ်ကြားအပံရဟ